ရုတ်ပြည်မှာကန်ဆိုးမှုမောင်ကြခဲ့ရတဲ့စာကလေးတွေတင့်ကိုတင်ကန်ရန်ဆိုးတယ်လို့ထင်နေပါသလားဒါဆိုရင်တော့တခါတုန်းကတရုတ်ပြည်မှာဘာမှမဆိုင်ဘဲနဲ့ပြဿနာတက်ခဲ့ရတဲ့တနာစရာစာကလေးတွေကိုသာသတိရလိုက်ပါသူတို့လေးတွေဟာတင့်ထက်အစာပေါင်းများစွာကံပိုဆိုးပါတယ်တာကောကြီးတို့ရဲ့ဝိတေဟေတိုင်းမှာဖြစ်လိုက်ရင်ဒီလိုအစမ်းတွေကြီးပါပဲအတိတ်သမိုင်းရဲ့အဆိုးရွားဆုံးမှတ်တမ်းအဖြစ်နဲ့ကြံရစ်ခဲ့တဲ့ဒီအဖြစ်အပျက်ကအားလုံးအတွက်ပြင်းထန်ခဲ့တယ်လို့စာကလေးတွေသာမကနောက်ပိုင်းမှာတရုတ်ပြည်သူတွေထိခိုက်ခံစားခဲ့ရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း80နီးပါးကတရုတ်ပြည်မှာကိုဘာသာအေးလူလူနေရင်းထိုင်ရင်းကနေကန်ဆိုးမှုမောင်ကြခဲ့ရတဲ့စာကလေးတွေအကြောင်းကိုကြည့်လိုက်ကြရအောင်လူသားတွေရဲ့ရွှေညံတော်ဆူရောက်မှုကြောင့်စာကလေးတွေဟာမစီမဆိုင်ပဲအနိစ္စသဘောနဲ့ကိစ္စချောသွားခဲ့ကြရပါတယ်အခုညံကောင်းမှုကြီးစတင်မြစ်ဖျားခံလာရကတော့တရုတ်ခေါင်းဆောင်ကြီးမော်စီတုံးစီကပါမော်စီတုံးဆိုတာကတော့လက်ရှိတရုတ်ပြည်ကြီးကိုတီထောင်ခဲ့တဲ့သူပါသူ့ရဲ့တရုတ်ပြည်တစ်ကြီးအသက်10နှစ်မပြည့်သေးခင်မှာပဲအငှက်ဘေးကြီးစိုက်ခဲ့လို့လူပေါင်းတန်း90လောက်တေကျေခဲ့ရပါတယ်ဒီအငှက်ဘေးကြီးဆိုက်ရောက်မှုနဲ့ကန်ဆိုးမိုးမောင်ကြခဲ့တဲ့စာကလေးတွေကဆက်ဆက်နေတာဖြစ်လို့ဘသူမပြုတ်မိမိမှုဆိုပြီးရှုမြင်ခံခဲ့ရပါတယ်ဇလန်းအစတနေ့တော့အခါမှာကြီးကျယ်မြင့်မြတ်လာတဲ့ဥက္ကဋ္ဌကြီးမော်တယောက်လမ်းလျှောက်ထွက်လာရင်းနဲ့စာကလေးတအုပ်ကိုတွေ့မြင်သွားပါတယ်ဥက္ကဋ္ဌကြီးမော်ကအမှုမဲ့အမှတ်မဲ့ကြော်မသွားပဲတေချာစောင့်ကြည့်ခဲ့ပါတယ်ဒီအချိန်မှာသူတွေ့လိုက်ရတာကစာကလေးတွေကစပားစီလေးတွေကိုကောက်ယူစားတောက်ရုံတင်မကပဲစပားနံလေးတွေကိုပါကိုက်ချီသွားကြပါတယ်ဒီမှာဥက္ကဋ္ဌကြီးမော်ကစိတ်ထဲကနေပေါင်းနှုတ်မြောက်စားလိုက်ပြီးတော့လက်ဖြတ်သွားခဲ့ပါတယ်စာကလေးတွေကြောင့်နဲ့ဆုံးရှုံးလိုက်ရတဲ့စပားပမာဏရဲ့ဒီလောက်ပမာဏဆုံးရှုံးသွားတဲ့အတွက်နစ်နာကြမယ်လေသမားဥယေရဲ့ဒီလိုနဲ့စိုက်ပျိုးရေးကဏ္ဍမှာနစ်နာမှုတွေကြုံလာရပြီးသူ့ရဲ့မဟာခုံပြန်ကျော်လွှားရေးစီမံကိန်းကြီးကိုထိခိုက်လာမဲ့အရေးရဲ့စတာတွေကိုချက်ချင်းလက်ငင်းပေတီးခောက်တွက်ချက်ပစ်လိုက်ပါတယ်ဒီမှာတင်စာကလေးတွေဒုက္ခရောက်ရပါတော့တယ်တိတ်မကြခင်မှာဥက္ကဋ္ဌကြီးမော်ကရွှေညံတော်စူးရောက်စွာနဲ့စာကလေးစစ်စင်ရေးကိုကြီးညာခဲ့ပါတယ်စစ်တပ်ကတပ်မကြီးတစ်ခုကိုဥဆောင်စေပြီးတော့တရုတ်ပြည်တခွင်ပြဲစင်အောင်စာကလေးတုတ်တင်ရှင်းလင်းရေးလုပ်ခဲ့ပါတယ်ကျောင်းသားလူငယ်တွေနဲ့နိုင်ငံဝန်ထမ်းတွေအပါအဝင်ပြည်သူတရက်လုံးပါဝင်ခဲ့ရတဲ့အေယာမစစ်စင်ရေးကြီးပါဥက္ကဋ္ဌကြီးမော်ရဲ့စုပေးတံပေးစနစ်အတိုင်းစာကလေးစစ်စင်ရေးကိုဆင်နွှဲခဲ့တာဖြစ်လို့မြင်ဆန်အကောင့်ထဲပေါ်လာခဲ့ပါတယ်ဥက္ကဋ္ဌကြီးမော်ရဲ့လမ်းညွှန်ချက်နဲ့တရုတ်ပြည်သူတွေဟာစာကလေးတွေကိုတွေ့ရတင်ကြိုင်ဓာမဆိုင်ပဲလိုက်လံရှာဖွေကရှင်းလင်းခဲ့ပါတယ်စာကလေးတွေကို6လွတ်တဲ့အဖွဲ့နဲ့တစ်ဖက်ကပိုက်ကွန်နဲ့စောင့်ဖမ်းတဲ့အဖွဲ့ကြားစာကလေးတွေပြများချိန်မရပဲဖမ်းဆီးခံကြရပါတယ်လောက်လေးတွေခဲလုံးတွေနဲ့ပြစ်ကြသလိုစစ်သားတွေဆိုရင်တနက်နဲ့ပါပြစ်ခတ်ကြပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာစာကလေးတွေမျိုးတုံးသွားခဲ့ရပါတယ်မျိုးတစ်မျိုးရဲ့တနေ့တာကာလမှာတော့လူပေါင်းများစွာရဲ့ဖမ်းဆီးတာခံရလို့စာကလေးပေါင်းများစွာတေဆုံးကြတဲ့အတွက်လက်နဲ့ချီနှစ်နဲ့ချီပြီးကြာမြင့်လာချိန်မှာစာကလေးတွေလုံးဝကင်းစင်သွားပါတော့တယ်တရုတ်ပြည်ရဲ့ပြလွင်ဝေဟင်ထက်မှာဝဲပြန်နေတဲ့စာကလေးတွေမရှိတော့သလိုတကိုင်းနဲ့လည်းမနားနိုင်ကြတော့ပါဘူးစာကလေးအများစုကိစ္စချောသွားတဲ့အပြင်ကျန်တဲ့စာကလေးတွေကလည်းလူသူမနီးတဲ့နေရာတွေနဲ့အိမ်နီးချင်းနိုင်ငံတွေစီပြေးသွားခဲ့ကြပါတယ်တရုတ်တွေရဲ့စာကလေးစစ်စင်ရေးကအောင်မြင်ခဲ့တယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့စာကလေးစစ်စင်ရေးကြောင့်တရုတ်ပြည်သူတွေအတိဒုက္ခရောက်ရချိန်မှာတော့ဒီစစ်စင်ရေးဟာမအောင်မြင်ုံသာမကငှက်ပေးဆိုင်သွားစေခဲ့ပါတယ်စာကလေးစစ်စင်ရေးဆိုတာကတာမန်လှုပ်ရှားမှုမျိုးမဟုတ်ပဲတရုတ်ပြည်သူတရက်လုံးအကြီးအကျယ်လှုပ်ဆောင်ခဲ့ရတဲ့လှုပ်ရှားမှုကြီးပါစာကလေးတွေကင်းစင်သွားပြီးစစ်စင်ရေးကြီးလည်းပြီးဆုံးသွားတဲ့အခါမှာလေယာတွေကထွက်တဲ့စပားနဲ့တီးနှံတွေကအထွက်နှုံးပိုကောင်းလာမယ်လို့မျှော်လင့်ထားခဲ့ကြတာပါဘာလို့လဲဆိုရင်ဒီအတီးနှံတွေကိုလူယူစားတောက်မဲ့စာကလေးတွေမရှိတော့လို့ပါဒါပေမဲ့တာကောတို့ရဲ့မှန်းချက်ကနှမ်းထွက်နဲ့မကိုက်ခဲ့ပါဘူးစာကလေးတွေကင်းစင်သွားတဲ့နောက်သူတို့ရဲ့လယ်တွေနဲ့ယာတွေကိုပိုးမွားတွေကဖျက်ဆီးပစ်လိုက်ပါတော့တယ်စာကလေးတွေကစပားစေးတွေကိုပဲစားသုံးတာမဟုတ်ပဲလေယာတဲကပိုးမွားတွေကိုပါရှင်းလင်းပေးတာပါစာကလေးတွေမရှိတော့တဲ့နောက်မှာတော့အစာကွင်းဆက်ပြတ်တောက်သွားပြီးအဖျက်ပိုးမွားတွေကအရှိန်ဟုန်နဲ့ပေါက်ဖွားပုံများလာခဲ့ပါတယ်ဒီလိုနဲ့တရုတ်တောင်သူလယ်သမားတွေရဲ့တီးနှံစပားတွေကိုအချိန်တိုအတွင်းဖျက်ဆီးပစ်ပါတော့တယ်တီးနှံဖျက်ပိုးမွားတွေကတရုတ်ပြည်အနှံ့ကလေယာကိုင်းကျွန်းတွေကိုအချိန်တိုအတွင်းမှာလွှမ်းမိုးလာခဲ့ပါတယ်တီးနှံဖျက်ပိုးတွေကိုတော့စာကလေးတွေတုန်းကလူမျိုးတရုတ်တွေအလွယ်တကူမရှင်းပြနိုင်တော့ပါအခုလိုဖြစ်ရတာဟာစာကလေးတွေမရှိတော့လို့ဖြစ်တဲ့အကြောင်းပညာရှင်တွေကောက်ချက်ချတဲ့အခါမှာအရာအလုံးဟာလွန်သွားခဲ့ပါပြီတရုတ်ပြည်တခွင်ပိုးတွေကြပြီးတီးနှံတွေပျက်စီးကုန်လို့အငတ်ပေးဆိုင်ပါတော့တယ်1958ခုနှစ်ကနေ1962ခုနှစ်အတွင်းတရုတ်ပြည်သူပေါင်းတန်း90လောက်ထိတေကျေခဲ့ရပါတယ်ဒီလိုဖြစ်ခဲ့ရတာဟာစာကလေးစစ်စင်ရေးကြောင့်ပါဥက္ကဋ္ဌကြီးမော်ရဲ့မဟာခုံပြန်ကျော်လွှားစီမံကိန်းကလည်းမဟာနောက်ပြန်လည်မှုကြီးဖြစ်သွားပါတော့တယ်ဒီအဖြစ်အပျက်ကနေတရုတ်ခေါင်းဆောင်တွေကအမှားကိုဝန်ခံတာသင်ခန်းစာလည်းယူခဲ့တယ်ဆိုပေမဲ့လူဦးရေအများကြီးတေကျေကုန်ရတာကိုပြန်လည်ကုစားလို့တော့မရခဲ့ပါဘူး Don't forget to subscribe to Edgar's channel Myanmar.